ရောင်းတာတော့3သိန်းကျော်လေးနဲ့ရောင်းတာဘတ်မှာငွေစည်း3500ဆိုရှင်တော့ကျွန်တော်9သိန်းနီးဖြစ်နေပြီနော်အခုပေါက်စင်းနေဆိုရှင်အဲ့ကျွန်တော်3သိန်းကျော်နဲ့ရောင်းတာ35% off နဲ့ကျွန်တော်ပေးထားတာပါခင်ဗျာဘယ်လိုပဲပါလဲထုံးစံအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ Casio Vintage ထဲကဒါလေးတစ်ခုပြပေးမယ်ဒီကောင်ကကျွန်တော်တို့ Eju ထဲမှာတော်လေးမိုက်တဲ့ Eju ရှေ့Eju ကျွန်တော်တို့ Eju ရှေ့ဒီကောင်ရဲ့ design လေးရတယ်တော်လေးကိုမိုက်တယ်Eju ရှေ့ရဲ့ design လေးကသူကပို့ပြီးတော့မှကျွန်တော်တို့ဘယ်လိုပြောမလဲဒါနဲ့ထင်းနေပေါ်လေးဖြစ်တယ်ဒီကောင်ကdesign ရောကျိုးရောအထက်တုံးတဲ့အတိုင်း Eju ရှေ့ရတယ်တော်မိုက်တဲ့ design ဒီတော့သူ့ရဲ့ digital ကတက်လေးခွဲထွက်ထားတဲ့ design လေးပေါ့နော်အဲ့ဒါလေးပို့မိုက်တယ်နည်းနည်းလေးပို့ရှည်တယ်တန့်ကုန်မှာဒီကောင်လေးကမိုက်ပါတယ်စောင်းနေမိုက်ပါတယ်ဒီမှာသူ့ရဲ့ဒါ showroom လုံး showroom ကနေပြီးတော့ဟို showroom တစ်စိတ်ကပ်ပြီးပါလာတော့ဘတ်3500မူရင်းစေးမှာဘတ်3500ဈေးတွေကိုဟိုဖြစ်လို့ရှိရင်ကျွန်တော် official site မှာလည်းဝင်ပြီးတော့ check လုပ်လို့ရကျွန်တော်ပြောတာမယုံနဲ့ကိုယ့်အကို check လုပ်ကျွန်တော်ကဒီဈေးပြောလို့ဒီမင်းတို့မယုံနဲ့ကိုယ့်ကိုသွားပြီးတော့ check လုပ်ကိုယ်တိုင်ကြည့်ကိုယ်တိုင်လေ့လာအဲ့ဒါမှကိုယ်တိုင်သိမှာဒီဈေးသူကတကယ် short ပြီးရောင်းနေပါလားဆိုပြီးတော့ဒီမင်းတို့အဲ့ဒါမှသိရမှာဒါဆိုလို့ရှိရင်တို့ဒီလာသမားတွေပေးဖို့အတွက်ကျွန်တော်ပစ္စည်းမကြံတော့ showroom ကအလုံးကိုကောက်တိမ်းပြီးတော့မှထည့်ပို့ပေးတယ်နော်ဒါလေးကျွန်တော် order ရှိတယ်ကျွန်တော်ရောင်းတာတော့3သိန်းကျော်လေးနဲ့ရောင်းတာဘတ်မှာငွေစည်း3500ဆိုရှင်တော့ကျွန်တော်9သိန်းနီးဖြစ်နေပြီနော်အခုပေါက်စင်းနေဆိုရှင်အဲ့ကျွန်တော်3သိန်းကျော်နဲ့ရောင်းတာ35% off နဲ့ကျွန်တော်ပေးထားတာပါခင်ဗျာဘယ်လိုပဲပါလဲထုံးစံတိုင်းကျွန်တော်တို့ဘာတွေပါမလဲဒီတော့အမှန်တော့ CN sticker ပါမယ်နိုင် design လေးလိုမျိုးပါသူကလည်းဒီ design ထဲမှာရွေးချယ်ရစရာကလာကျွန်တော်တို့9ရောင်လောက်ရှိပါတယ်ခင်ဗျဒါ Eju ရှေ့ရပါကျွန်တော်တို့ပေါက်အခုပေါက်တော့ Eju 400ပေါ့Eju 400ပေါက်တယ်ဒါ Eju ရှေ့ရတယ်ကောပါလိပါအောင်ဆက်ကြည့်လိုက်ဘူးရမှာထုံးစံတိုင်းကျွန်တော်တို့ CMG warranty service ပါပါတယ် CMG warranty service ပါပါတယ်နောက်ပြီးရင်သူ့ရဲ့ manual ဘုတ်အကြီးတစ်ခုပါပါတယ်ဒါပါပဲကျွန်တော်ဘာမှပါတော့ပါဘူးဒီပါဒါလေးတစ်ချက် review နေပြပေးတာပါတိုင်း style သူက unisex ဆိုတော့ကြားအောင်မှဝယ်လို့ရပါတော့ဒီ A2 ထဲမှာဒီကောင်ကဒီ slope လေးလောက်ထားပါတော့ကုန်းလျှောလေးလောက် design လေးနဲ့လောက်ထားတာဒီတော်လေးမိုက်တယ်သူလည်းသူ့အကြိုက်နဲ့သူရှိတယ်ပေါ့နော်သူ design ကိုကြိုက်တဲ့လူကြီးမင်းနဲ့လည်းအများကြီးပဲရှိတယ်နော်ရှိတယ်ပေါက်တယ်လို့ပြောလို့ရတယ်ကဘာမှာသူနဲ့ limited edition တခြား movie name တွေထုတ်ထားရတယ်ရှိတယ်ဒီ Eju တွေကပေါ့ Eju ရှေ့ရတယ်ပေါ့Casio တွေကအနည်းဆုံးရေးဆိုတာရေးစိန်တာတော့ပြဿနာမရှိဘူးအနည်းဆုံးရေးစိန်ကခံပြီးသားပဲကျွန်တော်က alternate တရားရင် alternate ရောင်းနေပုံဒီမျိုးစိတ်ချယုံကြည်စွာနဲ့ဝယ်လို့ရတယ်ဈေးနှုန်းလည်းအသက်တာဆုံးဖြစ်ရမယ်ထုံးစံတိုင်းကျွန်တော်မှာအားနေချက်ကတစ်ခုပဲရှိတယ်အဲ့ဒါတော့အိမ်ရောက်ဝင်ချင်အပြည့်မရဘူးเนาะ20% deposit တော့ပေးထားရတယ် pre order ကျွန်တော်20% deposit ပဲယူရတာ80%အိမ်ရောက်ဝင်ချရတယ်တချို့American brand တွေပါညာဆိုပြီးရောင်းနေ line မှာအများပဲဦးတချို့ American alternate brand တွေပဲအဲ့ group တွေမှာဝင်ကြည့်လိုက်ငွေ100လုံးလွှဲလာပြီးတော့6လောက်9လောက်ပစ္စည်းမရတယ်အများကြီးပဲဟုတ်မလားဘလို့ယုံပြီးတော့ဘလို့100လုံးလွှဲပြီး6လောက်9လောက်ပစ္စည်းမရတယ်မသိကျွန်တော်20%ယူတော့မှကျွန်တော်တော်တော်လေးအားပေါအောင်ပြောရတယ်တချို့ဒီ page ကနေမှာလာတာ100လုံးငွေလွှဲလာပြီးငွေသိန်းရာနဲ့ချီပြီးလွှဲလာပြီးပစ္စည်းမရတယ်အများကြီးပဲ LV8 မှာလာတွေပေါ့ကျွန်တော်တစ်ခါကျရင်ဝင်ဆက်စုတာပေါ့နော်ဒီမဲ့ဘလို့ရောင်းနေဆိုတော့အဲ့ကိုပြန်ကြောငါရောင်းတော့မစိုးပါဘူးလေ30%မပေးရတာပဲလေအဲ့တော့မှအရင်ကရှင်ရမှယူမယ်ဆိုတော့မယူနဲ့ပေါ့ကွာပြဿနာမရှိဘူးငါတို့ယုံကြည်တဲ့လူရောင်းမယုံကြည်တဲ့လူမရောင်းဟုတ်မှာအရင်ကရှင်ပပေးဘူးဆိုတာအဲ့ဒါကြောင့်ရန်ကုန်မှာ store install ရှိနေမပေးဘူးအရင်ကဝင်ချင်ရန်ကုန်မှာ install ရှိတယ်ကျွန်တော်ပေးပြီးကျွန်တော်ရောင်းလိုက်လို့ရတယ်ချက်ချင်းကျွန်တော်မရောင်းဘူးကျွန်တော်မပေးဘူး deposit တော့ယူတယ်ရန်ကုန်မြို့ရင်းပို့ရလဲယူတယ်ကျွန်တော်အိမ်ဘေးနားပို့ရလဲယူတယ် deposit ကျွန်တော်အိမ်ဘေးကကောင်တော့ကျွန်တော် deposit ယူတယ်အဲ့ရှင်းတာမရှိတော့ဘူး deposit ယူပါတယ်ခင်ဗျဒါလေးပြပေးတာပါပြပေးရင်လည်းအခုဒီခါလေးဟောဖြစ်လို့ရအောင်လေတူအမောင်းစင်းပစ္စည်းဘယ်လိုတွေပါတယ်ဆိုတဲ့ဟာလေးတစ်ချက်အဲ့ပြပေးလိုက်တာပါနော်စင်ပြီးပါတယ်ဗာညာပါတယ်တူရ warranty ကျွန်တော်တို့ဒီ manual ပုတ်ပါတယ်အခုလာတဲ့ design ဒီလိုပုံစံမျိုးဖြစ်မယ်ကြည့်ပြကျေးဇူးများတင်ပါတယ်ထုံးစံနဲ့ကျွန်တော်ခင်ဗျာကိုပြပါဘိုင်